အားလုံးပဲမြန်မာပြည်တိုင်းဒေသတည်တည်မှာရှိကြည့်ရှုနေကြတဲ့ဒုတိဝါဒနာရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါဗျာနော်ကျွန်တော်တို့အောင်နမိတ်တပတ်စာဒုတိအထူးကတ်လေးရဲ့29ရက်6လ2026ကနေပြီးတော့3ရက်9လ2026အထိတပတ်စာလေးကိုကျွန်တော်ထပ်မံပြီးတော့ live လွှင့်ပေးလိုက်ပြန်ပြီဗျာနော်ကျွန်တော်ပြီးခဲ့တဲ့ပတ်မှာဆိုရင်လည်းမိတ်ဆွေတို့ကို live လွှင့်ပေးခဲ့လို့ပြီးတော့ကျွန်တော်ကတ်ကလေးတွေရောင်းချပေးခဲ့လို့အောင်မြင်မှုတရဖူတွေစောင်းနိုင်တဲ့မိတ်ဆွေတွေလည်းရှိရဗျာနော်အဲ့တော့ကျွန်တော်ဒီအောင်နမိတ်ဆိုပြီးတော့တပတ်စာအထူးကတ်ဆိုပြီးကျွန်တော်ဘာကြောင့် line ပေါ်မှာထပ်ပြီးတော့ကျွန်တော် live လွှင့်ပေးရလဲဆိုရင်じゃမိတ်ဆွေတို့အောင်နမိတ်ဆိုတဲ့နာမည်ကိုလည်းကြားဦးကြလိမ့်မယ်ဗျာနော်ကျွန်တော်တို့YouTube တို့ Telegram တို့ Facebook တို့မှာကျွန်တော်အတိတ်စာရွက်ကလေးတွေအနေနဲ့မိတ်ဆွေတို့ကိုမြစ်တာလက်ဆောင်ကျွန်တော်တင်ပေးလာခဲ့တာလည်းနှစ်ပေါင်းကြာနေပြီဗျာနော်အဲ့ဒီကနေမှာတချို့မိတ်ဆွေတွေကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီအတိတ်စာရွက်တွေကိုကြည့်ပြီးတော့ထိုးရတာအဆင်မပြေလို့ဆရာကြီးကျွန်တော်တို့ကျမတို့တော့နော်ဒီနေ့ကိုတစ်ချိန်လုံးတကွက်ပဲထိုးခြင်းနဲ့ပေါ့နော်ပိုင်နိုင်ငံလေးထိုးခြင်းနဲ့ပေါက်ခြင်းနဲ့ဆိုပြီးတော့တောင်းဆိုကြလို့မလို့ကျွန်တော်ကဒီမှာတပတ်စာအထူးကတ်ဆိုပြီးတော့ကျွန်တော်ခဲရှိကတ်ကလေးကိုဒါ live လွှင့်ပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်ထပ်ပြီးရောင်းချပေးတာဖြစ်တယ်ဗျာနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပတ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စပြီးတော့ live လွှင့်ပြီးတော့ပေါ့နော်ရောင်းချပေးခဲ့တာဒါကျွန်တော်ရှိမှလာပြီးတော့ဝယ်ယူပြီးတော့ထိုးပြီးအောင်မြင်မှုရရှိသွားတဲ့မိတ်ဆွေတွေရောဒါအခုတစ်ပတ်မှာကျွန်တော်ရဲ့ live ကိုတွေ့ပြီးတော့မြင်တဲ့မိတ်ဆွေတွေရောကျွန်တော်ရဲ့ live ကိုတွေ့တယ်မြင်တယ်ဆိုလို့ရှိရင် like and share လေးနဲ့လောက်သွားပြီဗျာနော်ဒါပြီးခဲ့တဲ့ဘက်မှာအောင်မြင်မှုရရှိခဲ့တဲ့မိတ်ဆွေတွေကလည်းcomment လေးတွေဝင်ပြီးတော့ရေးသွားပြီဗျာနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်ဒါရောင်းချပေးခဲ့တဲ့ကျွန်တော်ရဲ့ကတ်ကလေးဗျာနော်ဒါဒီကတ်ကလေးကိုဝယ်ယူပြီးတော့ထိုးပြီးတော့မိတ်ဆွေအောင်မြင်မှုရကြတဲ့မိတ်ဆွေတွေလည်းအများကြီးရှိရဗျာနော်အဲ့တော့ဒီမှာအခုတစ်ပတ်အတွက်ကိုလည်းကျွန်တော်ထပ်မှန်ပြီးတော့ live လွှင့်ပေးလိုက်ပြီဗျာနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့အောင်မြင်မှုတွေရရှိခဲ့လဲဆိုတာကိုမိတ်ဆွေတို့ကျွန်တော်တခါတည်းရှင်းပြပေးသွားမှာနော်ကျွန်တော်ဒါအကြာကြီးပြောနေလို့ရှိရင်မိတ်ဆွေတို့လည်းကြည့်ဖို့အတွက်ပေါ့နော်ဘေးကုံနာတွေငွေကုံနာတွေဖြစ်မှာဆိုလို့နော်တအားကြီးလည်းပြင်းစရာဖြစ်သွားမှာဆိုလို့ကျွန်တော်မြန်လေးပဲရှင်းပြပေးမယ်ဗျာနော်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်ပါကျွန်တော်ပေးထားတဲ့ခဏနော်ဒီမှာကျွန်တော်မနက်ပိုင်းမှာဆိုရင်ကျွန်တော်60နော်ညနေပိုင်းမှာကျွန်တော်93ဆိုတဲ့ခဏလေးပေးထားတယ်ဗျာနော်အဲ့တော့မိတ်ဆွေတို့မှာကလင်နာရှိတယ်ဆော်ဝဲလေးရှိတယ်ဆိုရင်တိုက်ကြည့်ဗျာနော်ကျွန်တော်ကဒီမှာချပြီးတော့တကွက်ချင်းစီတနေ့ချင်းစီပြောပြနေလို့ရှိရင်ကျွန်တော်လိုက်အရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲ့ဒီမှာအင်္ဂါနေ့မှာဆိုရင်ကျွန်တော်98ပေးထားရဗျာနော်ကျွန်တော်ဒီမှာတနင်္လာနေ့မနက်မှာစပြီးတော့နော်60ဆိုပဲခဏတဲ့ပဲအောင်မြင်မှုရခဲ့တယ်ဗျာနော်ဒါတနင်္လာနေ့ညနေမှာဆိုရင်လည်း93ကျွန်တော်ထွက်ရှိသွားတာက39ဆိုတော့ကျွန်တော်တို့ဒါအာဘက်ကနေပြီးတော့ထွက်တယ်ဗျာနော်ကျွန်တော်ပြီးတဲ့ကဏ္ဍနေဒီကျွန်တော်တကွက်သေးထိုးရတယ်တစ်ချိန်မှတကွက်သေးထိုးရတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အာပြီးတော့ထိုး